သမီးကြီးဆုံးနေ strong independent woman နေ visionary ဖြစ်တဲ့အမျိုးသမီးတွေဦးဆောင်ခြင်းနဲ့ leadership မှာအရန်တော်တဲ့အမျိုးသမီးတွေအရာရာတိုင်းကိုလုံနိုင်နေဆိုတာကိုကျမယုံကြည်တယ်။ဒါပေမဲ့အရာရာတိုင်းလုံနိုင်လို့ဆိုပြီးတော့ like တော့မလုပ်တဲ့ဘူး။ဟိုတနေ့ကကျမက post လေးတစ်ခုမှာ he does everything ကျမအမျိုးသားကကျမကိုအကုန်လုပ်ပေးတယ်ဆိုတဲ့အဲ့ဒီ post ကအဲ့ဒီနေရာကိုရောက်လာဖို့အတွက်သူအကုန်ဖြည့်ဆည်းပေးဖို့အတွက်ကသူနဲ့ချက်ချင်းတွေ့ကြတဲ့ကသူဒီလိုလှုပ်ပေးခဲ့တာမျိုးတော့မဟုတ်ဘူးကျမတို့ဒီ10နှစ်တာသူနဲ့စတွေ့တဲ့ကာလအတွင်းမှာကျမဘက်ကလည်းပြုပြင်ရတာတွေရှိတယ်သူဘက်ကလည်းပြုပြင်ရတာတွေရှိတယ်ကျမကအချက်3ချက်လေးရှိတယ်ကိုကခုနကျမပြောခဲ့တဲ့အရှိကအရန်ကို strong independent woman စီးပွားရေးလည်းရှိတယ်ကျမတို့လိုမျိုးလုံနေရရှေ့ထွက်ပြီးလုံနေတယ်ရှေ့ထွက်ပြီးလုံတဲ့အမျိုးသမီးတွေကဘာထင်လဲဆိုတော့ငါဒီလိုလုံနိုင်ပြီဆိုတဲ့အခါကျရင် family ကိုလည်းငါအကုန် take care လုပ်လိုက်မယ်ယောက်ျားလည်းရှာစရာမလိုတော့ငါအကုန်ပေးမယ်ဘာကြောင့်လဲဆိုတော့ကျမတို့ကအရန် generous ဖြစ်တယ်ကျမတို့ကအရန် giving ဖြစ်တယ်ကျမတို့က caring ဖြစ်တယ်အမျိုးသမီးတွေကဒါပေမဲ့ကျမတို့မိသားစုမှာကြတော့အိမ်တော်ရေးမှာကြတော့ role တွေရှိတယ်အမျိုးသမီးရဲ့အခန်းကဏ္ဍအမျိုးသားရဲ့အခန်းကဏ္ဍသူနေရမယ့်နေရာကိုနေရမယ့်နေရာဆိုတာရှိတယ်အဲ့ဒီအခန်းကဏ္ဍတွေကိုကျမတို့က opposite လုပ်ပြစ်မယ်အဲ့ဒီ role တွေကိုလှန်ပြစ်မယ်ဆိုတဲ့အခါကျရင်ဒီအိမ်တော်ရေးကအစင်မပြေဘဲနဲ့ chaos တွေများလာတတ်တယ်ကျမဒီလိုယောက်ျားကောင်းနဲ့ရတာ he does everything သူအကုန်လုပ်ပေးတယ်သူအကုန်ဖြည့်ဆည်းပေးတယ်ဆိုတဲ့ယောက်ျားမျိုးနဲ့ရတာကလေကျမရဲ့ story ကနည်းနည်းလေးတော့ရည်စရာကောင်းတယ်ကျမငငယ်လေးတည်းကအပြိုဖြစ်လာတဲ့အထိကျမအသက်20 ခွန်သူနဲ့မတွေ့ခင်အထိကကျမအပြိုကြီးလုံးမယ်ကဘာပတ်မယ်ပတ်စံနေရှာမယ်ဆိုပြီးတော့ကျမ intention ကအလားပဲရှိခဲ့တယ်ယောက်ျားယူမယ်ဆိုတဲ့ဆန္ဒကျမမှာလုံးဝမရှိခဲ့ဘူးဒါပေမဲ့သူနဲ့တွေ့ရဆိုတဲ့အခါမှာသူနဲ့မတွေ့ခင် shape မှာလည်းဒီလိုမျိုးသဘောကျတဲ့သူတွေတွေ့တာပေါ့နော်ကျမလာခဲ့တဲ့ background က scarcity background ကလာတဲ့အတွက်ကြောင့်မို့မပြည့်ပြည့်စုံဘူးလေဟင်းမှု mindset ရှိတဲ့အဲ့ဒီ background ကလာတဲ့အတွက်ကြောင့်မို့ဘဝနှစ်ခုကိုစူးစီးပြီးဆိုတဲ့အခါကျရင်တော့ဒီလူကိုတော့ကျမကပတ်စံရှိစေချင်တယ်ကျမငွေမက်တယ်ပေါ့နော်ကိုကမပြည့်စုံတဲ့ဘဝလာတယ်ဆိုတဲ့အခါကျကိုလက်ထက်တဲ့သူဆိုတဲ့အခါကျရင်တော့မိသားစုကလည်း background ကောင်းတယ်ကိုကျင့်တရားလည်းကောင်းတယ်ကိုကျင့်တရားကတော့ number 1ပေါ့နော်ဒါကတော့ကျမတို့ no brainer မေးကြအောင်မလို့အဆင်ပြေတဲ့မိသားစုကိုထက်လည်းပိုရှာနိုင်တဲ့သူကိုကျမကတော့ရွေးချယ်ခဲ့တယ်သူပစံကလည်းကိုပစံမယ်ကိုပစံကလည်းကိုပစံမယ်နော်ဒီထဲမှာကျမထက်ငယ်တဲ့ညီမလေးအများကြီးပါတယ်ကျမကလည်းသမီးလေးမွေးထားတဲ့အတွက်ကြောင့်မို့ကျမသမီးကိုလည်းဒီလိုမျိုးပဲကျမရဲ့10နှစ်တာဒီအိမ်အောင်ရေးအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့10နှစ်ဆိုတဲ့အရာကအရင်ကြီးတော့မရှိသေးပေမဲ့လည်းတက်နိုင်တဲ့လောက်ဒီ10နှစ်အတွင်းမှာသင်ယူခဲ့တာတွေတော့အများကြီးပဲပေါ့နော်ကျမရဲ့ love relationship marriage နဲ့ပတ်သက်ပြီးတော့အဓိကကြတဲ့အချက်3ချက်ကိုပြောရမယ်ဆိုရင်နံပါတ်1 marry somebody rich and find love later ပတ်စံရှိတဲ့သူကိုချစ်တဲ့သူဒါမှမဟုတ်ကိုမချစ်ဘူးဆိုရင်တော့မှ तू ကကိုချစ်တယ် तू ချစ်များတဲ့သူဆိုရင်ကိုမှအခုချိန်မှာရှိနေဆိုစဉ်းစားပါဒါကတော့နံပါတ်1ချက်အဲ့တော့ तू ချစ်လည်းရှိနေပြီပတ်စံလည်းရှိတယ်ကိုချင်းတရားလည်းကောင်းတယ်နော်ကိုချစ်တာမချစ်တာကိုခဏထားလိုက်အောင်နော်ချစ်တာတွေကကျမတို့ကတစ်ခါလေကြာရင်ဘာမှလှုပ်ရှားလို့မရအောင်နော်အဲ့တော့ကိုကအုံနောက်နဲ့တွေးဖို့လိုတယ်။အုံနောက်နဲ့တွေးပြီးဆိုရင်ကျမတို့အမျိုးသမီးတွေကအုံနောက်နဲ့တွေးပြီးတော့ဒီအမျိုးသားတစ်ယောက်ကကိုလုံခြုံမှုပေးတယ်။ကိုနေရာပေးတယ်။ကိုပြုစုပြောထောင်ပေးတယ်ဆိုတဲ့အခါကျရင်ကျမတို့နှလုံးသားလေးကလည်းပါလာလိမ့်မယ်။ဒါကတော့ကျမရဲ့အတွေ့အကြုံပေါ့နော်။အချစ်ကိုလိုက်ရှာပြီးတော့ထမင်းငတ်မဲ့အလုပ်တွေမလုပ်ဘဲနဲ့နော်။သူချစ်လက်ရှိတယ်ဆိုတဲ့အခါကျရင်ပြီးတော့သူ့မှာစူးစမ်းခြင်းနဲ့စိတ်ရှိကြီးတက်ချမ်းသာကြမလို့သူ့မှာစူးစမ်းခြင်းနဲ့စိတ်ရှိရသူ့မှာ potential ရှိရဆိုတဲ့အခါကျရင်ကိုကစိတ်အရင်မပါဘူးဆိုရင်တော့မှကျမကတော့နည်းနည်းလေးသိခံပြီးတော့သူကိုပေါ်ဘာတွေလုပ်ပေးလဲသူကိုပေါ်ဘယ်လိုမျိုးဖြည့်ဆည်းပေးလဲဆိုတာကိုကြည့်ပြီးတော့အချစ်ကတဖြည်းဖြည်းနဲ့နောက်ပိုင်းမှာတိုးပွားလာပါလိမ့်မယ် trust me ကျမအမျိုးသားနဲ့ကျမဒီလိုစပြီးတော့ date လုပ်တော့စပြီးတွဲတော့3လလောက်ထိကျမကလေစိတ်ထဲမှာမသေးချဘူးအမှန်တိုင်းပြောမယ်ဆိုတဲ့အခါကျရင်လေသူ့ကိုငါယူရင်ကောင်းမလားမယူရင်ကောင်းမလားပေါ့နော်သူကတော့တွဲပြီးတော့3လအတွင်းမှာပဲ honeymoon ကိုဘယ်ကိုသွားကျင်လဲဘယ်နိုင်ငံကိုသွားကျင်လဲဆိုကျမကမေးတယ်အဲ့ဒီအတွင်းမှာကျမခြေတုံချတုံပဲတစ်နှစ်2နှစ်လောက်ထိလဲကျမအုံနောက်ထဲမှာစဉ်းစားရပေါ့နော်အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီလိုလဲကြာလာတော့သူ့ရဲ့ဖြည့်ဆည်းပြီးမှုတွေသူ့ရဲ့ provide လုပ်ပေးမှုတွေကြောင့်ပေါ့နော်ပြီးတော့တီးခံတယ်ကျမဆိုတဲ့အခါကျရင်လဲဒီကိုရောက်လာရဲဆိုတဲ့အရာအမေရိကရောက်
ရောက်လာဆိုတဲ့အခါကသူ့ကျေးဇူးတွေကျမအများကြီးရှိပါတယ်တချို့ကကြတော့အော်အမေရိကန်ကိုလင်ယူပြီးတော့လိုက်သွားရဆိုဟုတ်တယ်ဒီလင်ကြောင့်ပဲကျမဒီညရောက်လာလေနော်အဲ့ဒါကကျမဖုံးကွယ်ထားစရာလည်းမရှိဘူးဒီအမျိုးသားကိုယူလိုက်တဲ့အတွက်ကြောင့်မို့ကျမဒီရောက်လာတဲ့အတွက်ကြောင့်မို့ဒီမှာကျမကံပါလာတဲ့အတွက်ကြောင့်မို့ဒီမှာရှိတဲ့ privilege လေးတွေတော့ကျမအနေပါခံစားရတာပေါ့နော်အရေးကြီးဆုံးကဘာလဲဆိုတော့ဒီအမျိုးသားက provider mindset ရှိလား provider ဆိုတာကပတ်စံတစ်ခုလည်း provide လုပ်တာ provider လို့ကျမတို့ပြောလို့မရအောင်အချိန်နဲ့ကို provide လုပ်ပေးလားထောက်ပံ့ပေးလားသူ့ရဲ့ energy present နဲ့သူနဲ့ကိုယ်နဲ့တွေ့ပြီဆိုတဲ့အခါကျသူ့ရဲ့ present ဘယ်လိုရှိလဲသူကိုယ့်မှာ 100% အာရုံ attention ရှိလားကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တငယ်ချင်းတွေပေါ်မှာသူဘယ်လိုမျိုး communicate လုပ်လဲသူဘယ်လိုမျိုးဆက်ဆံလဲသူ့ရဲ့အချိန်ကို provide လုပ်နိုင်လားစီးပွားရေးနဲ့ပတ်သက်ပြီးကိုလှုပ်ချင်တဲ့အရာတွေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အိမ်မက်တွေနဲ့ပတ်သက်ပြီးတော့သူဘယ်လိုမျိုးကိုအားပေးလဲ encourage လုပ်လဲဒီ category အကုန်လုံးဒီ quality တွေအကုန်လုံးက provider အမျိုးသားတယောက်မှာရှိတဲ့ quality တွေကြီးပဲ Number 2 use his wealth and connection to elevate your life သူ့မှာရှိတဲ့အဆက်အသွယ်တွေပတ်စံသူ့မှာကိုယ့်ထက်ပိုရှိလဲရှိမယ်သူ့ရဲ့ wealth သူ့ရဲ့ connection သူ့ရဲ့ resources တွေကိုအသုံးချပြီးတော့ကိုယ့်ဘဝကိုဘယ်လိုတိုးတက်အောင်လုပ်လို့ရမလဲဆိုတာကိုအဲ့ဒါကိုစဉ်းစားပါအဲ့ဒီသူ့မှာပါလာတဲ့ foundation တွေနဲ့ကိုဘယ်လိုမျိုးဒါကိုလှေကားလို့အသုံးချပြီးတော့ကိုလိုချင်တဲ့ကိုယ့်ရဲ့ ambition တွေရှိမယ်ကိုယ့်ရဲ့ passion ရှိမယ်ကိုယ့်ရဲ့ vision တွေကိုဘယ်လိုဖန်တီးလို့ရမလဲတချို့နေရာတွေမှာတော့ဒါကျမရဲ့ perspective ကိုပြောပြတဲ့အတွက်ကြောင့်မို့လိုတဲ့နေရာကိုယူသွားမလို့အပ်တဲ့နေရာဆိုရင်တော့ထားခဲ့ပေါ့နော်ကျမအနေနဲ့ကကြတော့သမီးအကြီးဆုံးလည်းဖြစ်တယ်သူများကတခုခုလေးပေါ့နော်မျက်နှာပြောင်းသွားပြီဆိုရင်တော့ကျမတို့အရေးအကဲအရန်သိတယ်ကျမတို့ထားလုပ်ပေးချင်တာဖြည့်ဆည်းပေးချင်အဲ့တော့တစ်လုံးကဒီလိုဖြစ်လာတာကျမအပါဝင်ကျမအမေရှိမယ်ကျမတငယ်ချင်းတွေတော်တော်များများမှလည်းသမီးကြီးဖြစ်တယ်အဲ့တော့ကျမတို့အမြဲတမ်းဖြည့်ဆည်းပေးနေရဆိုတဲ့အခါမှာအိမ်နောက်ကြပြီဆိုတဲ့အခါကျရင်လေအဲ့လိုမျိုးကျမတို့ကပတ်စံလေးဖြည့်ဆည်းပေးရမယ်အကုန်လုံးလိုက်လို့ရမယ်ယောက်ျားကထိုင်စားဆိုတဲ့အခါကျရင်ကျမတို့မှဒီထက်ပိုပြီးတော့ဟော်မုန်းနဲ့ပတ်သက်ပြီးယောဂတွေရလာလိမ့်မယ်ကျမတို့ mental health ကလည်းဒုက္ခရောက်လာလိမ့်မယ် Why am I telling you this ဒီလိုပြောလို့ငွေမက်တယ်လို့ပြောရင်လေပြောပလိမ့်စေကိုကအရေးချင်းရှိတဲ့အမျိုးသမီး independent ဖြစ်ချင်တဲ့အမျိုးသမီးဆိုတဲ့အခါကိုသိပြီးသားကိုကတိတ်ပြီးတော့ဝေဒနာမလုတ်စေချင်သူ့မှာပါလာမဲ့ဟာတွေကိုကိုယ့်ရဲ့အိတ်ထဲကိုဘယ်လိုလုပ်လို့ရမလဲသူ့ရဲ့အကူအညီနဲ့ကိုတိထက်ပို့ပြီးပွားပြီးတော့ဘယ်လိုလုပ်လို့ရမလဲဆိုတာလေးကိုစဉ်းစားကျမမျိုးသားကကျမအခုဒီနေရာကိုရောက်လာဖို့အတွက်ကိုလွန်ခဲ့တဲ့10နှစ်ကကျမကိုရင်းနှီးမြှုပ်နှံပေးခဲ့ရပါဘော။ तू ကတော့ investor ပေါ့။အခုကတော့ तू က dividend တွေခံစားနေရပြီပေါ့နော်။အကျိုးဒီအသီးအပွင့်တွေကို तू ခံစားနေရတာပေါ့နော်။နောက်ဆုံးနံပါတ်3ချက်ကအရန်ရေးကြည့်တယ် let him provide let him lead အရန်ကိုတော်ပါတယ်ထက်မြက်ပါတယ်ဆိုတော့ strong independent woman တွေအရာရာကိုလိုက်ပြီးတော့မလုပ်ပေးနဲ့အရာရာကိုလိုက်ပြီးတော့မကယ်ပေးနဲ့အရာရာကိုလိုက်ပြီးတော့ rescue မလုပ်နဲ့ကိုကသူ့ရဲ့ therapist လည်းမဟုတ်ဘူးကိုကသူ့ရဲ့ coach လည်းမဟုတ်ဘူးကိုကသူ့ရဲ့ care attention လည်းမဟုတ်ဘူးကျမတို့အိမ်အောင်ရေးမှာကျမအမျိုးသား struggle ဖြစ်နေတဲ့အချိန်တွေကျမအများကြီးကြုံရခဲ့တယ်2022တုန်းကဆိုရင်ကျမရဲ့ business က milestone တစ်ခုနဲ့ကျမ business တွေအများကြီးရှာခဲ့တယ်ပေါ့နော်ပို့ပြီးတော့ရခဲ့တယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့အဲ့လိုမျိုးဖြစ်လာဆိုတဲ့အခါမှာအမျိုးသမီးတစ်ယောက်အနေနဲ့ကျမအရင် giving ဖြစ်တယ်ပေးချင်တယ် bills တွေကုန်ပေးချင်တယ်ပေါ့နော်ပေးရဆိုတဲ့အခါမှာကျမဘာကို notice ဖြစ်လဲဆိုတဲ့အခါ तू ကတော့တောင်းဆိုတာမဟုတ်ပါဘူး तू ကသူ့ဝင်ငွေနဲ့ तू ရှိတယ်ကျမကစပြီးတော့ volunteer လုပ်တာပေါ့နော်ဘာဖြစ်လဲဆိုတဲ့အခါကျတော့သူ့ဘက်ကလည်းနည်းနည်းပေါ့လာတာကိုကျမတွေ့ရတယ်ပထမဆုံးတစ်ချက်ကျမဘက်ကလည်းအဲ့လိုအမြဲတမ်းကိုက sugar mama လို့လှုပ်လာတယ်ဆိုတဲ့အခါမှာသူ့ပေါ်မှာကျမ resentment တွေဖြစ်လာတယ်မကျေနပ်မှုတွေနည်းနည်းဖြစ်လာတယ်2022နဲ့2023အစမှာဆိုတော့ကျမတို့အရန်ခဏအရန်နေဖြစ်တာဒီနေ့ပြီးတော့ကျမ2023မှာyou know we decided that he will be taking care of everything ပေါ့နော်ဒီကျမတို့ home bill ရှိမယ် main bill ရှိမယ်เนาะဒီအဆအရာရာ grocery fee ရှိမယ်အကုန်လုံးပေါ့အိမ်နဲ့ပတ်သက်တဲ့အရာရာပေါ့နော် bill အကြီးကြီးတွေအကုန်လုံးကတော့သူပဲကုန် take care လုပ်တော့တယ်ကျွန်မဘာကို realize ဖြစ်သွားလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့တော်တယ်အရင်လည်း independent ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဝင်ပါတတ်တယ်နော်ဆရာကြီးတွေပေါ့သမီးကြီးဆိုပို့ဆိုကျွန်တော်တို့ဆရာမကြီးတွေဆရာလောက်တာပေါ့နော်ဆိုတော့ကျွန်မတော်တော်လေးကိုအဲ့ဒီဘိုင်းကျွန်မလက်ကိုလှုပ်လိုက်ရတဲ့အပိုင်းတွေအများကြီးရှိတယ်သူ့ကိုပေးလှုပ်လိုက်တာအဲ့တော့တချို့အချိန်တွေမှာသူရုန်းကန်ရတာကိုကျွန်မတွေ့တယ်သူ struggle ဖြစ်နေတယ်နော်တချို့ကာလတွေမှာဆိုတဲ့အခါကျရင်ကျမကပတ်စံရှာတာပိုများတာပေါ့သူပတ်စံနဲ့သူနဲ့တော့သူဖြစ်နေတယ်ဒါပေမဲ့သူ bill ပေးဖို့တောင် struggle ဖြစ်နေတဲ့အချိန်ရှိတယ်ကျမအဲ့အချိန်မှာဘယ်လိုအားပေးလဲဆိုတော့ you can do it you can do it you can lead this family ဒီအိမ်လုံးမှာခေါင်းဆောင်ကနေမယ်ဒီလိုမျိုးကျမအလုပ်လုပ်တယ်တော့ကျမ leader ပဲကျမဥဆောင်နေသူပဲဒါပေမဲ့ကျမတော့အိမ်မှာကျမဘာမှမလုပ်တတ်ဘူးပလင်းဖွင့်နေမလား
ယောက်ျားအောင်ဖွင့်ခိုင်းတယ်ခလေးထမင်းယောက်ျားကျွေးတယ်ခလေးကြောင်းဖို့ယောက်ျားပို့တယ်ကျမမနဲ့ဆိုရင်နည်းနည်းလေးပို့ပြီးတော့အိတ်ရတယ်အရာအားလုံးကိုကျမကနင်ကဥဆောင်နေသူနင်က leader I trust you နင်လုပ်နေတဲ့ process ကိုငါယုံကြည်တယ်တချို့နေရာတွေမှာအသေးအပွင့်မရှိသေးပေမဲ့လေဒါကိုဆက်လုပ်ပါဆိုရင်ကျမ encourage ပါဇက်လေးတဲ့ပဲကျမပြောရလေနော်ကျမဆရာမလုပ်တော့ဘူးဟိုကလှုပ်လိုက်ဒီကလှုပ်လိုက်ဆိုတော့ကျမမပြောတော့သူငွေနည်းနည်းကျတဲ့အခြေအနေမျိုးကိုတွေ့ခဲ့ဘူးတယ်သူအရင်ကြီးပေါ့နော်လုံးဝ stress depression ဝင်ပြီးတော့လိုဖြစ်သွားပြီဆိုတဲ့အခါကျရင်တော့ like ကျမ backup ရှိတယ်ဆိုတော့သူပြောထားတယ်ဒါပေမဲ့ကျမအတက်နိုင်ဆုံးဆွဲဆန့်ဒီမိသားစုကိုအကောင်လုံးထောက်ပံ့လို့ရမယ်ဆိုနင်စဉ်းစားအဲ့လိုနေစဉ်းစားပြီးဆိုတဲ့အခါကျရင်ကျမလည်းပို့ပြီးတော့စိတ်ဖြစ်လာမယ်ကျမလည်းအလကားထိုင်စားနေတဲ့သူတော့မဟုတ်ဘူးကျမလည်း contribute လုပ်နေတဲ့အပိုင်းမျိုးတွေတော့ရှိတယ်ကျမတို့ကတချို့နေရာမှာ think line လေးပေါ့နော် you're not trying to overstep what can he lead သူရဲ့ leadership skills ကိုကျမတို့က question မထုတ်မိစေနဲ့ we have two personality ကျမတို့မှာ personality တစ်ခုဖြစ်နေအလုံးမှာဆိုရင်ကျမတို့ကဟာလုံးမယ်ချမယ် strong independent woman ဒါပေမဲ့အိမ်မှာဆိုရင် strong independent woman တချို့နေရာတွေမှာလုံးလို့မရဘူး he does everything ဆိုတာသူအကုန်လုပ်ပေးတယ်သူအကုန်လိုက်ဖြည့်ဆည်းပေးတယ်ဆိုတဲ့အရာကဒီအမျိုးသားကသူလိုချင်တဲ့ desire တစ်ခုရှိတယ်သူရဲ့ soul purpose လို့မျိုးသူရဲ့ deep down မှာ soul level မှာသူလိုချင်တဲ့အရာတစ်ခုရှိပဲအမျိုးသားရဲ့ရှိရသူရဲ့ deep down soul level ကအလိုချင်ဆုံးအရာနဲ့အမျိုးသမီးရဲ့ deep down soul level ကအလိုချင်ဆုံးအရာတစ်ခုဒါကစကလုံးတစ်ခုတည်းနဲ့တော့မပြီးဘူး yes of course trust security တချို့က salary လို့ပြောတယ်လစာများမှရမယ် yes of course sure right ဒါတွေကတော့ foundation ပေါ့နော်ကျမတို့အချိန်ပေးနိုင်ရမယ်ဒါပေမဲ့တကယ် deep down မှာ I cracked the code why am I telling you this အရန်ကိုတော်တဲ့အမျိုးသမီးတွေကပတ်စံရှာနိုင်ပြီးတော့ကျမတို့အိမ်အောင်ရေးမှာဒီလိုမျိုး love and relationship မှာတော်တော်လေးအဲ့ဒီ dynamic မှာနည်းနည်းလေး struggle ဖြစ်တယ်ဒုက္ခရောက်တာကိုကျွန်မတွေ့ရတယ်ကျွန်မကတော့ pro marriage အိမ်အောင်ရေးကိုအားပေးတယ်ခလေးယူရတော့အားပေးတယ်မိသားစုဖွဲ့စည်းတဲ့ကိုအားပေးတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တော်တဲ့အမျိုးသမီးတွေကိုတော်တဲ့အမျိုးသား provider အမျိုးသားတွေနဲ့ပဲရှိစေချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီ family တစ်ခုကဒီလိုမျိုးကိုယ့်နေရာကိုသိတယ်ကိုယ့်ရဲ့ role ကိုသိတယ်ဆိုတဲ့အခါကျရင် you can build the empire you're going to be a power couple no matter what ယောက်ျားတွေကမိန်းမတွေရှိအလိုချင်ဆုံးအရာတစ်ခုမိန်းမတွေကယောက်ျားတွေရှိအလိုချင်ဆုံးအရာတစ်ခုဒီ concept နှစ်ခုဒီ formula နှစ်ခုကို upcoming လာမယ် spiritual magnetism how to become spiritually attractive မှာဒီ course မှာဒီ journey မှာကျွန်မအသေးစိတ်ပြောပြသွားဖို့ရှိတယ်အဲ့ဒီ course မှာကိုက single mom independent woman visionary woman strong woman couple တွေနော်ကိုကဒါမှမဟုတ် divorce ဖြစ်နေရဆိုတဲ့အခါကျရင်ဘာပဲဖြစ်ဖြစ်ပေါ့ကွာဘယ်နေရာမှာပဲဖြစ်ဒီ course ကိုကျမက spiritually attractive ဖြစ်ချင်တဲ့သူတွေအကုန်လုံး relationship မှာဒီလိုမျိုး harmonious ဖြစ်ပြီးတော့ဒီ family dynamic မှာဒီအိမ်အောင်ရေးတွေမှာကိုယ့်ရဲ့ role ကိုတေချာသိပြီးတော့ဘယ်နေရာမှာကိုအားစိုက်ထုတ်ရမလဲဘယ်နေရာကိုလက်ကိုလုံးရမလဲသိပြီးတော့ကိုယောက်ျားလည်းကိုချစ်လာမယ်ကိုမိန်းမလည်းတိထပ်ပို့ပြီးတော့ချစ်လာမယ်လေးစားမယ် respect ရှိလာမယ် we need thatအဲ့လိုမျိုး synchronize ဖြစ်လေအဲ့လိုမျိုးဒီအိမ်မှာတာယာလေကျမတို့ mental health တွေလည်းပိုကောင်းလာမယ်စီးပွားရေးလည်းပိုရှာနိုင်လာမယ်တငယ်ချင်းအပေါင်းအသင်းတွေလည်းပြော hang out လုပ်လို့ရမယ် so please upcoming မှာကျမအဲ့ဒီ costly လာဖို့ရှိဖို့ကျမကဖိတ်ခေါ်ပါတယ် he does everything သူကအကုန်ဖြည့်ဆည်းပေးတယ်သူကအကုန် provide လုပ်တယ်ဆိုတော့ provider energy သူပစံကလည်းကိုပစံပဲကိုပစံကလည်းကိုပစံပဲဖြစ်လာဖို့အတွက်အဲ့ဒီ nation ကိုရောက်လာဖို့အတွက်ကိုကျမတို့ spiritual magnetism မှာပြန်ပြီးတော့တွေ့ကြပါတယ်ဒီ video ရဲ့ comment section အောက်မှာ power couple ဆိုပြီးတော့ message လေးချခဲ့ပေးမယ်ဆိုတဲ့အခါကျရင်ကျမ invitation လေးပို့လိုက်ပါမယ် video ရဲ့ comment section မှာပဲကျမတို့အဲ့ဒီ spiritual magnetism မှာဘာတွေပြောမလဲဆိုတာကိုလည်း sales page လေး landing page လေးလုပ်ပေးထားတဲ့အတွက်ကြောင့်မို့အကုန်လုံးဖတ်ပြီးတော့ကိုကလည်း you're coming you're excited to come you're excited to learn more you want to thrive your relationship you want to thrive in your marriage ဆိုတဲ့အခါကျရင်เนาะ this is it and I can't wait to see you soon